ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တွားရောက်ကပ်ပြီးဖြစ်တဲ့ Smart Flame လေးကိုဘယ်လို installation လုပ်ခဲ့လဲဆိုတာကို share နဲ့လုပ်ပေးသွားမှာဖြစ်ပါတယ် Smart Flame ဆိုတဲ့အတိုင်း Smart တော့တော်တော်ကြားတယ်ဗျအခုလို power ကျွေးပြီးခလုံးလေးကိုနှိမ့်လိုက်ရုံနဲ့မှန်လို့ကြည်ကျင်လဲကြည်လို့ရတယ်လို့မမြင်စေခြင်းလဲကျွန်တော်တို့ဝါးလိုက်လို့ရတယ်ဗျပြင်ပနိုင်ငံတွေမှာဆိုရင်တော့ရုံးခန်းတွေအရင်ရေချိုးခန်းတို့နေရာတော်တော်များများပေါ့နော်အစားရှိတဲ့ပြင်အသုံးပြုကြတယ်ပေါ့ဗျာအဓိက Smart Flame ကရင်တန်ရှင်းရေးရတော့တည်တည်ချာချာလေးလုပ်ဖို့လိုမယ်ဘာဖြစ်လို့လဲဆိုတော့သူကဖုံဝင်ဝါးတာနဲ့တော်ရုံပြန်ထုတ်ဖို့မလွယ်ဘူးပေါ့နောက်တစ်ချက်ကကျွန်တော်တို့ကတ်တဲ့အခါမှာကော်ပြောက်လေးတေချာလေးဖိဆွဲပေးဖို့လိုမယ်ဘေးပေါင်ကြားတွေကဖုံနေတဲ့တွေမအောင်တော့စက္ကူတိတ်လေးနဲ့ကာပြီးတော့အသုံးပြုတာပို့ပြီးအဆင်ပြေတယ်ပေါ့ဗျာSmart Flame ကတော့ client ကမှာထားတဲ့ဟာပေါ့ကျွန်တော်ကတော့ကပ်ပေးရုံပဲ installation တည်တယ်မယ်လွန်ခဲ့တဲ့နှစ်တည်းကကပ်ပူးပြင်မယ်အခုမှဗီဒီယိုလေးနဲ့ကျွန်တော် sharing လုပ်ပြီးလို့ရလို့လုပ်ပြီးဖြစ်တာပေါ့ဗျာအခုလိုကော်ပြောက်ကိုတေချာလေးဖိမှမဟုတ်လို့လေခိုဝိုင်းဓာတ်နဲ့လည်းကျွန်တော်တို့ဖောက်ထုတ်ဖို့မလွယ်ဘူးဘာဖြစ်လို့လဲဆိုတော့ flame ကြားထဲမှာထည့်ထားတဲ့ chemical လေးတွေရှိတော့ပုံမှန်ကတ်တယ်လို့တော့ကတ်လို့မရဘူးပေါ့ဗျာသူ့ပုံစံကကျွန်တော်တို့ဘာနဲ့ဆင်လဲဆိုရင်ကျွန်တော်တို့ဖုန်းမကွဲတဲ့ကတ်တာနဲ့ဆင်တာပေါ့စိတ်ရှိနဲ့တဖြည်းဖြည်းတဆင်ချင်းစီကတ်မှမဟုတ်လို့အလယ်မှာကျွန်တော်ကလေခိုဝိုင်းလေခိုတဲ့နေရာထိပြန်ပြီးတော့ခွာအောင်အဲ့ခါကျရင်ပိုလဲလှုပ်ရှုပ်တဲ့အပြင်ကိုကျွန်တော်တို့လေတွေကဖုန်နေတဲ့တွေကလည်းဝင်လာနိုင်တော့ဘလို့မှကိုကျွန်တော်တို့တက်တက်ရဲရဲနဲ့ဖြစ်မှာတော့မဟုတ်ဘူးဒီကောင်လေးကတော်တော်တော့ view ဆက်ရတယ်ဗျဒါပေမဲ့အထားတော့တော်တော်ကြားတယ်ပေါ့နော်ခလုတ်လေးနှိမ့်လိုက်ရုံနဲ့ကြည်ချင်းကြည်လို့ရတယ်ဝါချင်းဝါလိုက်လို့ရတယ်ပေါ့ဒါကကပ်ပြီးသွားတာလေးကိုစမ်းနာတာလေးပေါ့အပေါ်ကအကြည်လွှာလေးကတော့ကျွန်တော်တို့ခွာဖို့ကြံအောင်မယ် final မပြီးသေးလို့ final ပြီးတော့တော်တော်မိုက်ပါဗျအကြည်တက်ထက်လေးသာခွာလိုက်ပြီဆိုရင်ကျွန်တော်တို့မှန်နေလို့ပဲဖြစ်နေမှာဆိုတော့အားလုံးသဘောကျကြမယ်ထင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ